မင်္ဂလာပါဒါတော့ကြောင်းဖျားရောက်နေပါတယ်ဖျားဝင်နေမှာဖျားဖူးပါပါတယ်ဒီနေ့မှစပြီးဖျားဖူးอ่ะဒီဖျားရောက်ကျဲလှမ်းလာကြပေါ်မှာပဲမင်းနဲ့ချက်တာပေါ်တက်ရှင်ဘယ်ပြောင်းပါမလဲတော့ကြောင်းဖျားဟိုကစင်နာလေးနဲ့ပေါ်တက်တာဟိုကဖျားဟုတ်ပါမယ်ချင်းယူပါလေဖျားတော့ကြောင်းကရဟန်းတန်ကဆောင်းကတော့ကြွလာတော့ဘုံဆိုတော့ရဟန်းတန်ကရဟန်း900ဆောင်းကကြလာတယ်ဘုံပကြီးလေးဆွဲတာအခန်းပြီးလို့ရှိရင်ဖျားရှိဆွဲထားတာတော့ကြောင့်ဖေးရ